တဲ့ဒီနေ့ကတော့ကျွန်တော်တိုင်တာဆိုင်ရဲ့ရှင်းတဲ့မှာဖုံးဆိုင်အစ်စ်လာဖွင့်လာတယ်ဆိုတော့သွားပြီးတော့လေ့လာပြီးဝန်ဆောင်မှုတွေပါနေကောင်းလာဆိုတော့ဆက်တော့သွားကြည့်အောင်ဒီမှာဟိုမှာကျွန်တော်ဘာလို့ဝန်ဆောင်မှုကောင်းလာဆိုတာမဟုတ်ဘူးလာလေ့လာကျွန်တော်ဆိုင်ရဲ့ရှင်းတဲ့မှာဖြစ်လို့လေဟိုဟာကျွန်တော်တော့ရတော့ပေါင်ပိုင်းဆိုတာပေါင်ပိုင်းကြီးနေရလားရပါတယ်မဟုတ်ဘူးအဲ့တော့ဒီတိကျစားလို့ရတယ်ဘောကောင်းနေဟာဒီဆိုင်အဲ့တော့ပေါင်ပိုင်းကြီးနေတယ်ပေါင်ပိုင်းကြီးကတော့မဆိုင်မှာနဝရနဲ့ပေါင်ပိုင်းကြီးရတယ်အခုဘာလို့ဒီမှာရလဲပေါ့နော်ဒါကြတော့အဲ့ဒါဒီမှာရလဲဘာလို့ပေါင်ပိုင်းကြီးရပါလဲတို့ကဆိုင်သစ်စောက်မဲ့တာဆိုတော့ဒီ promotion တွေပါတော့ပေးထားလား promotion တွေကတော့မဆိုင်မှာဗကြ promotion တွေနဲ့ဘာလို့ဝယ်ဒီတော့တော့ဝယ်ရနေဒီကြောင့်လည်းဆောင်ပြီးမှဖြစ်ပါတယ်ပေါင်ပိုင်းဝယ်တဲ့လူကတောင်းပြလားဒီမှာဘောမောင်လေးတို့ကကြောင့်ပြီးမှတဲ့ဒီဖုံးဆိုင်အသေးကတော့နော်တို့လိုင်းသာဆိုင်ကကျွန်တော်ဆိုင်ရှိတဲ့ဟာnext mobile ဖုံးဆိုင်ပဲဖြစ်ပါတယ်ဆိုင်လိပ်စာကတော့ကျွန်တော်တို့တိုင်းဆိုင်ရလောထာလမ်းမကြီးပေါ်ကကျွန်တော်ဗကိုးလန်းနဲ့ဇီတိမှတ်တိုင်ကြားမှာရှိပါတယ်ကျွန်တော်တမာကုန်းမိပွက်နဲ့နေပါတယ်ကျွန်တော်ဖုန်းနေတဲ့လူနဲ့ user အကုန်ရသလိုပေါဝါဘန့်ဖုန်းနဲ့ပတ်သက်တဲ့ digital user အစုံဒီမဆိုင်မှာအားပေးလို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ကလမ်းညွှန်ချင်ပါတယ်ကြာနော်